ဟုတ်ဒါကျွန်တော်ကိုစားပဲဥဘလို့စိန်တာလဲဘလို့လောက်တာလဲမေးတဲ့အတွက်ဒါကတော့ကျွန်တော်တို့ဟိုအိမ်စိန်နီးရအိမ်မှာကိုယ့်အကိုစိန်တဲ့နီးပေါ့နော်ဒါကျွန်တော်ဝယ်ထားတဲ့စားချမ်းတစ်ထုပ်ပေါ့နော်ဒီစားချမ်းတစ်ထုပ်ကိုကျွန်တော်ဈေးမှာဝယ်2000ပေးရတယ်အဲစားချမ်းတစ်ထုပ်ရဲ့တစ်ဝက်ကိုကျွန်တော်ဒီလိုရေဖြော်လိုက်တယ်ခင်ဗျရေဖြော်လိုက်တယ်ရေဖြော်ပြီးသွားတဲ့ဥစ္စာကိုကျွန်တော်ကဒီမှာဘဲဥကိုဒါလေးကျွန်တော်ဒီဘုံလေးနဲ့ဒါနမူနာဟိုစိန်တာဆိုတော့ဒီဘုံလေးနဲ့ဆိုရင်ဒါ30နဲ့အလုံး30ကျော်လောက်ဆန့်တယ်ခင်ဗျအဲ့ဒါကိုကျွန်တော်ကဒီစားပဲဥတွေကိုဒီအရေးလေးဒီစားရည်ပေါ့နော်ခုနကျွန်တော်လုပ်ထားတဲ့စားရည်တွေကိုလောင်းထည့်လိုက်တယ်ခင်ဗျကျွန်တော်စားရည်တွေအကုန်လောင်းထည့်လိုက်တယ်ကျွန်တော်အခုဒါစားရည်တွေဘဲဥလေးတွေမြုပ်အောင်လို့ပေါ့နော်ကျွန်တော်မြုပ်အောင်လို့ကျွန်တော်ထည့်လိုက်တယ်ခင်ဗျမြုပ်အောင်ထည့်ပြီးသွားရင်ဒါရေကလည်းကျွန်တော်တို့ဒီဟိုပေါ့နော်တာမန်ဘဲရည်နဲ့သုံးလို့ရတယ်မိုးရည်နဲ့သုံးကန်ရည်နဲ့သုံးဘာရည်နဲ့သုံးလို့ရတယ်ဒါကိုကျွန်တော်ကအဖုံးကိုဟိုလုံအောင်ပိတ်လိုက်ပြီးသွားရင်ဒီလုံအောင်ပိတ်ထားတယ်ခင်ဗျပိတ်ပြီးသွားရင်ကျွန်တော်ဒီကောင်ကို2ပတ်လောက်3ပတ်လောက်ထားပြီးသွားရင်ဒီဟာဘဲဥငံသုံးလို့ရပြီခင်ဗျအဲ့ချိန်ကျမှကျွန်တော်ဖွင့်တဲ့ချိန်ကျကျွန်တော်ဗီဒီယိုဖိုင်တစ်ဖိုင်ထပ်တင်ပြီးသွားမှာခင်ဗျာကျေးဇူးပါ